မင်္ဂလာပါရှင်ပြည်မနာမြို့နယ်ပြန်ကြားရေးပြည်သူ့စစ်ဆိုင်ဦးစီးဌာနပြည်သူ့စာကြည့်တိုက်စာအုပ်မိတ်ဆက်ရှင်စီစဉ်ကနေကြိုဆိုပါရရှင်ဒီကနေ့ကျွန်မကအခုလာမှာရောက်ရှိတဲ့စာအုပ်တင်နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အခုလာမှာရောက်ရှိတဲ့စာအုပ်လေးတွေကတော့ဆရာကျော်ကျော်လိုင်ရေးသားထားတဲ့စဉ်းစားမိသောအတွေးများဆရာထက်မြတ်နိုစဉ်ရေးသားထားတဲ့ကိုရှင်နံပါတ်1ဆရာကိုတိုင်ရဲ့ဖြန့်ထွက်တွေးခြင်းနှင့်အရှားစာတမ်းများဒေါက်တာခင်ဆန်းမော်ရေးသားထားတဲ့အိမ်မွေးတိရစ္ဆာန်များကိုပြုစုစောင့်ရှောက်ခြင်း၄ဆရာဦးကိုမောင်ရဲ့မုတ်ဆိုးထွန်းမြိုင်ကျေးလက်ဒလေးနှင့်အမဲလိုက်ဝတ္ထုတို့များဆရာရဲကျော်ရဲ့မျက်မှောက်ခေတ်စစ်ပွဲများနဲ့ဒရုန်းဤအခန်းကဏ္ဍဆရာဦးအောင်စိုးဖတ်အံရဲ့ဗုဒ္ဓတရားမှတ်စုများဆရာကျော်မျိုးရဲ့စီလင်ကွန်တောင်ကြားကဘီလီယံနာ CEO Elon Musk တက္ကသိုလ်နန္ဒာမယ်ရေးသားထားတဲ့စာရေးရှင်သောသူများတို့ဆရာမောင်ကိုရဲ့မြစပယ်ဝေအပြာဒဏ်ရာတွေတက်တာသွားပြီလားစစ်တွေညိုတန်ရေးသားထားတဲ့စမ်းဝင်ကဘာပန်းအလင်္ကာကဗျာများတက္ကသိုလ်စိုးဆန်ရဲ့ခောက်ထီးကလေးနှင့်မဂ္ဂဇင်းဝိထုတို့များစုစည်းမှုလူတူဦးလာရဲ့မြန်မာပုံမြင်များစတုထတွေညီလက်မောင်မြင့်သူရဲ့မယောမီမဝါမီမတွေ့မီအစေးများဆရာကိုရွှေအောင်တင်းရဲ့ဘဝခါးတွေရှို့ပါစေခင်မောင်အေးမွေးရဲ့ရင်ကိုထီစဲလှိုင်းခက်တန်စာစုများဆရာမောင်အောင်ရဲ့ရောက်ခမတောင်မှမပေးနိုင်တဲ့အတိုးနှုံးအပါဝင်စိုက်မွေးဆယ်စာစုများနှင့်ဆရာမဒေါက်တာရှူရှူတင်မြန်မာစာရဲ့မြန်မာပြောစကားပန်းအိမ်ဆရာရဲထွေရဲ့ဝေစားမြစားနိုင်ငံရေးဆရာညီညီနာရဲ့စီးပွားတိုးတက်ချမ်းသာရေးအတွက်ကြီးပွားရေးလက်ဆွဲကြံတက္ကသိုလ်နန္ဒာမေးရဲ့ရေးတည်ဖွဲ့ခဲ့သမျှမဂ္ဂဇင်းရွှေခေဝတ္ထုကဗျာစာအလင်ကဆရာကိုရိုးကွန်းရဲ့ရှစ်ကြည်လက်ကမ်းပညာခရီးလမ်းဆောင်ပါများဆရာမောင်မြင့်စက်မှုတက္ကသိုလ်ရေးသားထားတဲ့စတာဘက်ဤအတွေ့အကြုံဦးပါလာရဲ့တမိုင်းရဲ့အနာဂတ်ဆရာမြင့်ထွေးဟိုတယ်ခရီးရေးသားထားတဲ့ပင်လယ်ကြီးကိုအော်ပြောလိုက်တဲ့နှင်းခီးသွားဆောင်ပါများဆရာဦးအောင်စိုးပါရိပါလကူရေးသားထားတဲ့ညီတော်အာနန္ဒာခေါ်အရှင်အာနန္ဒာဝတ္ထုအာခိတဆန်းဦးရဲ့ပြူရင်ကျေးမှုဘိတုကလက်ရများဒေါက်တာမြင့်လွင်စိတ်ပညာရေးသားထားတဲ့လူမှုဗေဒပညာလူအဖွဲ့အစည်းတွေကလူတွေအကြောင်းဆရာမောင်စိန်ဝင်းပတိကုန်းရဲ့အရွက်ရွှေနေတယ်လားအပူသည့်အရှိတယ်လား2025အလွန်ဗဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမည့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသုံးသက်ဆွေးနွေးပွဲမှတ်တမ်းနဲ့2025ခုနှစ်တိမက်ဖွယ်ရာဘူးသူကအဖျက်ဖျက်စာအုပ်လေးတွေပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးများကိုငှားရမ်းဖတ်ရှုတင်နေဆိုရင်ကျမတို့ပြည်မနာမျိုးနဲ့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်သူ့စာကြည့်တိုင်းမှာအခမဲ့လာရောက်ငှားရမ်းဖတ်ရှုလို့ရပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါအပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်